ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေကလည်းတစ်နေ့တစ်မျိုးမရိုးရအောင်เนาะအခု social media မှာလည်းတွေ့ကြမှာပေါ့เนาะဒီနာနာဘာဝတွေကအိမ်မက်ပေးလို့ဆိုပြီးတော့အဲ့ဒီနာနာဘာဝတွေကိုเนาะလူမရှိဘဲနဲ့ခေါင်းရိပ်တယ်ကိုရင်ဝတ်ပေးတယ်ကိုရင်ဝတ်ပြီးအလှကြီးတန်းကြီးတွေလှုပ်ပေးနေကြတာပေါ့เนาะအဲ့ဒီဒေသမှာရှိတဲ့ဆရာတော်တွေကလည်းမပြောပြဘူးလားမသိဘူးအဲ့ဆိုတော့လွဲနေတာတွေပေါ့เนาะဦးဇင်းတို့မိယိုဖလာဗုဒ္ဓဘာသာဝင်တွေပိုများလာတဲ့ခါကျတော့အမှားမှန်ကိုမစင်စားမစင်ကျင်နိုင်ကြတော့เนาะလူတဲ့တရားတရားမှလည်းဉာဏဝိပယုတ်တွေဖြစ်လာတာပေါ့เนาะဉာဏ်နဲ့မရှင်လာတော့အဲ့လိုမျိုးရှင်ပြုတ်ပေးတာနဲ့ပတ်သက်ပြီးတော့နာနာဘာဝတွေရှင်ပြုတ်ပေးလို့ရလားမရလားဆိုကျွန်တော်ရှင်ကျုံးမာတွေကပါနေပြီပေါ့เนาะပန်ထေပတ်စံပြင်စာနံဒူတံဥဘောပြီးဆိုပန်တုတ်ထေယတံဝါတကဒိဋ္ဌိယပက္ကန္တကတေရသနာကတမာတုကာတကပိတုကာတကအရဟန္တကာတကလောဟိတုပ္ပါဒကเนาะတန်ခပိတကဘေကုဏီတုတကဆိုရက်နောက်ဥပဒောပစ္စနကဆိုပြီးတော့ဒီ17မျိုး17ပါ17ယောက်ပေါ့เนาะအဲ့တော့ရှင်မပြုတ်ပေးထိုက်တဲ့ပုဂ္ဂိုလ်17ယောက်ရှိတယ်အဲ့ဒီရှင်မပြုတ်ပေးထိုက်တဲ့ပုဂ္ဂိုလ်17ယောက်ထဲမှာเนาะတေရသနာကတဆိုရက်တရိษံပါတယ်ပေါ့เนาะတရိษံဆိုတာဒီလူဇက်မရှိတဲ့သူတွေအားလုံးကိုထာဂရဆရာတွေကဖွင့်တာပေါ့နော်လူဇက်မရှိတဲ့သူတွေအားလုံးအဲ့တော့နဂါးကလုံးငါစရုပ်ဆဆုံးတရားမင်းအထိလူဇက်မရှိတဲ့ဘသူလူဇက်မရှိတဲ့သူဆိုရင်ဘသူမဆိုရှင်ပြုခွင့်ရဟန်းခံခွင့်မရှိဘူးเนาะလူသားစင်စစ်ဖြစ်မှသာရှင်ယဟန်အဖြစ်ကိုရနိုင်တာဖြစ်တယ်အဲ့တော့အခုပြုလုပ်နေကြတဲ့အရာတွေဒီမြတ်စွာဘုရားရဲ့ဒီဟောကြားထားတဲ့အရာတွေနဲ့ကတလွဲတွေကြီးပဲဖြစ်နေတာအဲ့တော့ပြုလုပ်လိုက်တဲ့ဒါနကုသိုလ်ဒီဉာဏဝိပယုတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အကျိုးဆက်တွေကအများကြီးအလွဲတွေဖြစ်ကုန်တာပေါ့နော်အဲ့တော့ရှင်မပြုထိုက်တဲ့ပုဂ္ဂိုလ်17ယောက်ရှိအဲ့တော့လူဇက်ဖြစ်လို့ရှင်ပြုထိုက်တဲ့ပုဂ္ဂိုလ်တောင်မှတရဏဂုံကိုပြီးအောင်ရွတ်ဖတ်နိုင်မှရှင်သာမဏေဖြစ်တာနောက်ပြီးရင်10ပါးသီလထိမ့်သိမ့်နိုင်မှနော်အများကြီးရှိသေးတယ်ခေါင်းရိပ်ပြီးတော့သင်္ကန်းပတ်ပေးလိုက်ရုံနဲ့ရှင်သာမဏေဖြစ်သွားတာမဟုတ်ဘူးနော်အဲ့တော့တည်တည်ချာချာလေးလာဖို့လိုတယ်တချို့အလှကြီးတန်းကြီးတွေမှာဆိုရင်လည်းနိုးစိုးရွယ်ကလေးလေးတွေကိုကိုရင်ဝတ်ပေးတာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ကိုရင်ဝတ်ပေးရဆိုရင်ဘယ်အရွယ်ကနေစပြီးကိုရင်ဝတ်ပေးလို့ရရဆိုရင်အရင်ကတော့ဖြစ်တာပေါ့နော်ဘယ်အရွယ်ထိစပြီးတော့ကိုရင်ဝတ်ပေးလို့ရတယ်ဆိုရင်ကိုထမင်းစားနေတဲ့ပကံတွေကနေပြီးတော့နော်ကြီးကန်းကဒီထမင်းကိုလာလူစားမယ်ဆိုရင်ဒီကြီးကန်းကိုပြန်ပြီးတော့မောင်းထုတ်နိုင်တဲ့အရွယ်မယ်ဆိုရင်ဒါကလေးဆိုရင်လည်းရုပ်ဆဆုံးကိုစားနေတဲ့ဟာကိုလာစားလို့မောင်းထုတ်နိုင်တဲ့ကြီးချောင်းနိုင်တဲ့အရွယ်ဆိုရင်ဒါဝတ်လို့ရတယ်ပေါ့နော်အဲ့တော့အများကြီးစဉ်းစားဆင်ခြင်ကြဖို့လိုပါတယ်နော်